မင်္ဂလာပါခင်ဗျာဝေါနာမြန်မာ TV ရဲ့ဗီဒီယိုရနေတစ်ဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တမိုင်းဝင်ဖြစ်ပျက်တစ်ခုအကြောင်းပြောပြချင်ပါတယ်1945ခုနှစ်ဇူလိုင်လ16ရက်နေ့ဟာလူသားမျိုးနွယ်ကိုပြတ်သုံးစေနိုင်တဲ့လက်နက်တစ်ခုဖြစ်တဲ့အနုမြူဘုံကိုပထမအဆုံးစမ်းသပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်လူသမိုင်းမှာကဘာကြီးကိုထာဝရပြောင်းလဲပြမယ်လက်နက်တစ်ခုပထမအဆုံးချိန်ပြစ်လွတ်ခဲ့တာပါဒီအနုမြူဘုံကိုဖန်တီးခဲ့တဲ့ယူဘဗေဒပညာရှင်ကတော့ဂျေရောဘတ်အိုဗာဟိုင်းမာပါပဲသူဖန်တီးလိုက်တဲ့လက်နက်ကဒီလောက်တောင်အန်ရကြီးမှန်သူ့လုံးဝမသိခဲ့ပါဘူးသူမျက်စိရှိမှအဖြက်စီးတွေကိုကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှာတော့သူကနာမည်ကျော်စကားကိုပြောခဲ့ပါတယ်အဲ့ဒါတော့ Now I am become death, the destroyer of worlds. ငါဟာကဘာတွေကိုဖျက်ဆီးရဲ့တေမင်းတမန်ဖြစ်လာခဲ့ပြီဆိုတဲ့စကားပါဒီအနုမြူဘုံကအိုဗန်ဟိုင်းမာကိုဘာကြောင့်ဘယ်လိုမျိုးပြတ်သုံးလို့နီးပါအခြေအနေအထိတွန်းပို့ခဲ့ရတာလဲသူ့ရဲ့စူးစမ်းအားထုတ်မှုကြောင့်အမေရိကန်ဒုတိယကမ္ဘာစစ်ကိုအနိုင်ရခဲ့တာဖြစ်ပေမဲ့ဘာလို့အမေရိကန်သူ့ကိုအရှက်ရစေပြီးတော့အသေးပြအောင်လုပ်ခဲ့ရတာလဲဒီမှာအသင့်အတွက်သတင်းကောင်းတစ်ခုရှိပါတယ်အကယ်၍လူကြီးမင်းတို့အနေနဲ့ဈေးနှုန်းအချိုသာဆုံးနဲ့အကောင်းဆုံး VPN တစ်ခုကိုရှာဖွေနေရဲဆိုရင်ကျွန်တော်တို့စီမှာတစ်လအောင်9000ကျပ်ထဲနဲ့ဝန်ဆောင်မှုပေးနေပါပြီ speed အပြည့်ရမယ်ပြင်စိတ်ချရတဲ့ performance နဲ့အပြည့်အဝ support ပေးမှုကိုလည်းရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ VPN ကိုတစ်ခါသုံးကြည့်ရုံနဲ့နောက်ထပ် VPN ထပ်ရှာစရာမလိုတော့ဘူးလို့ကျွန်တော်အနေနဲ့အာမခံပါတယ်။ဝယ်ယူဖို့အတွက်အပေါ်က Viber ကိုဆက်သွယ်နိုင်ပါတယ်။ကဲကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုဆက်လိုက်ရအောင်။ပရိသတ်ကြီးတို့အိုဗန်ဟိုင်းမာဟာသူ့ဘဝမှာထူးခြားတဲ့အောင်မြင်မှုတွေအများကြီးလုပ်ခဲ့ပေမဲ့တမိုင်းမှာတော့သူ့ကိုအနုမြူဘုံရဲ့ဖခင်အဖြစ်နဲ့သာအမြဲတမ်းမှတ်မိနေကြမှာပါ။1904ခုနှစ်မှာမွေးဖွားခဲ့တဲ့အိုဗန်ဟိုင်းမာဟာဓာတုဗေဒပညာရှင်ဖြစ်ချင်တဲ့အိမ်မက်နဲ့အတူအသက်18နှစ်မှာ Harvard တက္ကသိုလ်ရောက်ရှိခဲ့ပါတယ်။တက္ကသိုလ်ဝင်ခွင့်ရရတဲ့တပြိုင်နက်ကျမ်းမာရေးကြောင့်တစ်နှစ်လုံးစာသင်ခန်းတွေကိုမတက်ရောက်နိုင်ခဲ့ပေမဲ့သူဟာ၄နှစ်ကြာမြင့်မဲ့ဒီဂရီကို3နှစ်အတွင်းအပြီးသတ်ခဲ့ပါတယ်။ဓာတုဗေဒပညာရှင်ဖြစ်ဖို့အပြင်သူကယူဘဗေဒကိုလည်းအလွန်စိတ်ဝင်စားခဲ့ပါတယ်။ဟာဗတ်ကနေဘွဲရပြီးတဲ့နောက်ပိုင်းမှာတော့တီယိုရီယူဘဗေဒကိုသူတေသနာပြုဖို့အတွက်ဂျာမနီနိုင်ငံရဲ့ဂေါ်တင်ဂန်တက္ကသိုလ်ကိုသွားခဲ့ပြီးအသက်23နှစ်အရွယ်မှာပဲသူ့ရဲ့ပါရဂူဘွဲကိုရယူခဲ့ပါတယ်။သူ့ရဲ့ဇယိုက်ကဘယ်သူနဲ့မှတိတ်မရောနှောတတ်ပဲသူတေသနာလုပ်ငန်းကိုသာအာရုံစိုက်တတ်သူပါ။သူဟာအမေရိကန်ကိုပြန်လာပြီးသူ့ရဲ့သူတေသနာလုပ်ငန်းတွေကိုဆက်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ထိတော့သူနဲ့အနုမြူဘုံနဲ့လုံးဝသက်ဆိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာဥရောပမှာဟစ်တလာအုပ်ချုပ်မှုစတင်ခဲ့ပြီးကမ္ဘာအင်အားကြီးဆုံးလက်နက်ကိုဖန်တီးဖို့အတွက်ဂျာမန်သိပ္ပံပညာရှင်တချို့ကိုတာဝန်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာအယ်ဘတ်အိုင်းစတိုင်းပေါ်လာပါတော့တယ်။ဟုတ်ပါတယ်။အိုင်းစတိုင်းဟာဟစ်တလာရဲ့ချင်းချောက်မှုကိုရိပ်မိပြီးအမေရိကန်သမ္မတရူးစဘတ်ထံစာရေးသားခဲ့ပါတယ်။ကျွန်တော်တို့လည်းအဲ့လိုလက်နက်မျိုးပြင်ဆင်သင့်တယ်။မဟုတ်ရင်ဗနက်ဖြန်မှာဟစ်တလာကကျွန်တော်တို့လွှမ်းမိုးသွားနိုင်တယ်လို့စာထဲမှာရေးသားခဲ့ပါတယ်။အိုင်းစတိုင်းရဲ့စာကိုဖတ်ပြီးတဲ့နောက်အမေရိကန်သမ္မတဟာချက်ချင်းအရေးယူဆောင်ရွက်ပြီးအနုမြူဘုံသူတေသနာစီမံကိန်းကိုစတင်ဖို့အတွက်အမေရိကန်စစ်တပ်ကိုအမိန့်ပေးခဲ့ပါတယ်။ဒီနာမည်ကျော်စီမံကိန်းကိုတော့ဒီကနေ့မှာManhattan စီမံကိန်း Manhattan Project အဖြစ်နဲ့ကမ္ဘာသိကြပါတယ်။ Albert Einstein ကအမေရိကန်သမ္မတစီဒီစာမရေးခဲ့ရင်အနုမြူဘုံဟာဘယ်တော့မှပေါ်ပေါက်လာမှာမဟုတ်ဘူးလို့ယုံကြည်ကြပါတယ်။တကယ်ဖြစ်တင်တာကတော့အမေရိကန်စစ်တပ်ဟာ Einstein ကို Manhattan စီမံကိန်းအတွက်ရွေးချယ်တင်တာပါ။ဘာလို့လဲဆိုတော့သူကပဲအမေရိကန်သမ္မတစီစာရေးခဲ့တာမို့လို့ပါ။ဒါပေမဲ့ဒီလိုမဖြစ်ခဲ့ပါဘူး။ Albert Einstein ရဲ့နောက်ခံကဂျာမနီဖြစ်တဲ့အတွက်အမေရိကန်စစ်တပ်ကအိုင်းစတိုင်းဟာသူတို့လှည့်စားနေလို့တန်တရားဝင်ခဲ့ပါတယ်။ဒီအကြောင်းကြောင့်မန်ဟတ်တန်စီမံကိန်းရဲ့ဥဆောင်မှုတာဝန်ကိုအိုဗန်ဟိုင်းမာရဲ့လက်ထဲကိုအပ်ခဲ့တာဖြစ်ပါတယ်။အိုဗန်ဟိုင်းမာကလည်းအိုင်းစတိုင်းရဲ့အမြင်တွေကိုသဘောတူပြီးအမေရိကန်အနုမြူဘုံကိုဖန်တီးတင်တယ်လို့လိုလားသူပါ။ဒီလျှို့ဝှက်စီမံကိန်းအတွက်နယူးမက္ကဆီကိုပြည်နယ်မှာမြို့တစ်မြို့လုံးကိုတိစောက်ခဲ့ပြီးအဲ့ဒီမြို့ကို Los Alamos လို့ခေါ်ဆိုကြပါတယ်။အမေရိကန်အစိုးရဟာဒီစီမံကိန်းအတွက်ငွေကြေးအမြောက်အများစတင်သုံးစွဲခဲ့ပါတယ်။1945ခုနှစ်မှာဒီစီမံကိန်းအတွက်စုစုပေါင်းအမေရိကန်ဒေါ်လာ2ဘီလီယံသုံးစွဲခဲ့ရပါတယ်။ဒါအမေရိကန်သမိုင်းမှာအရေးကြီးဆုံးနဲ့အလျှို့ဝှက်ဆုံးစီမံကိန်းဖြစ်လာတော့မှာပါ။ဒါပေမဲ့ဒီလျှို့ဝှက်ချက်ကိုကင်တွယ်ဖို့ကအမေရိကန်စစ်တပ်အတွက်အရန်အောင်စိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။မန်ဟတ်တန်စီမံကိန်းမှာစုစုပေါင်းအလုပ်သမား330,000ကျော်ဟာ Los Alamos မှာအလုပ်လုပ်ခဲ့ကြပါတယ်။ဒီလူတွေကိုစီမံကိန်းနဲ့ပတ်သက်တဲ့သတင်းတစ်စုံတရာအပြင်လောကကိုမရောက်သွားအောင်စုံစမ်းစစ်ဆေးမှုများစွာပြုလုပ်ပြီးမှရွေးချယ်ခဲ့တာပါသူတို့ထဲမှာသိပ္ပံပညာရှင်တွေနည်းပညာရှင်တွေနဲ့သူတေသနာပညာရှင်တွေအပြင်အောက်ခြေဝန်ထမ်းတွေလည်းပါဝင်ပါတယ်လူတိုင်းကိုစီမံကိန်းကြောင်းဘယ်သူမှမပြောဖို့ညွှန်ကြားချက်တွေပေးထားခဲ့ပါတယ်သူတို့ရဲ့မိသားစုဝင်တွေတောင်မှမသိကြပါဘူးဒ
ဒီနေရာမှာဘယ်သူမှကိုယ့်ရဲ့နာမည်အရင်နဲ့ကိုမသိကြပါဘူးလူတိုင်းကိုနာမည်အတူတစ်ခုစီပေးထားပြီးစီမံကိန်းနေရာရဲ့စီကံကတော့တစုံတစ်ယောက်ရဲ့နာမည်အရင်ပေါက်ကြားသွားရင်အပြစ်ပေးခံရမယ်ဆိုတာပါပဲဒီယိုစာရီရောက်လာပေမဲ့လိပ်စာအတူနဲ့ပါအဲ့ဒီလိပ်စာကတော့ PO Box 1663 New Mexico ဖြစ်ပါတယ်တရားဝင်စာရီမှာဆိုရင်မြို့နာမည်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူးစာရီကိုစင်စာဖျက်တောက်ဖို့အတွက်ဒီနေရာစင်စာဌာနဟာစာအားလုံးကိုအရင်ဆုံးဖွင့်ဖက်ပြီးမှရှေ့ဆက်ပို့ဆောင်ပေးပါတယ်အလားတူပဲဒီကနေပို့တဲ့စာရီကိုလည်းအရင်ဆုံးဖတ်ပြီးမှပို့ဆောင်တာပါစီမံကိန်းနေရာကိုဝင်ဖို့အတွက်လုံခြုံရေးအထူးတင်းကျပ်ထားပါတယ်အလုပ်သမားတွေကဝင်ခွင့်လက်မှတ်မရှိရင်ဝင်လို့မရသလိုထွက်ခွင့်လက်မှတ်မရှိရင်လည်းအပြင်ထွက်လို့မရပါဘူး Los Alamos မှာမွေးဖွားတဲ့ကလေးငယ်တွေရဲ့မွေးစည်းရင်းလက်မှတ်တွေတောင်မှမြို့နယ်မှာမပါပဲ PO Box 1663ဆိုတာကိုပဲရေးထားခဲ့တာပါအဲ့လိုလုပ်ရတဲ့အကြောင်းရင်းကတော့အနုမြူပုံးနဲ့ပတ်သက်တဲ့သတင်းအချက်လက်အသေးအဖွဲလေးတောင်မှပေါက်ကြားမှုမရှိစေဖို့အတွက်ပဲဖြစ်ပါတယ်မန်ဟတန်စီမံကိန်းမတိုင်ခင်ကတည်းကအိုပန်ဟိုင်းမာဟာနျူကလ িয়ার ကွဲထွက်မှုနျူကလ িয়ার ဖစ်ရှင်ကိုသုတေသနလုပ်ခဲ့ပါတယ်ဒါကအတန်တွေကိုခွဲထုတ်ခြင်းအပြင်စွမ်းအင်အလွန်အကျွံထုတ်လုပ်နိုင်တဲ့ဓာတ်ပြုမှုတစ်မျိုးပါတဘာဝမှာတွေ့ရတဲ့ဓာတ်စင်တွေထဲမှာယူရေနီယံအလေးဆုံးဓာတ်စင်ဖြစ်ပါတယ်ယူရေနီယံအတန်တစ်ခုမှာပရိုတွန်62ခုနဲ့နျူထရွန်146ခုပါဝင်ပါတယ်သူတို့ကိုပေါင်းလိုက်ရင်ယူရေနီယံစုစုပေါင်းအတန်တုတဲ့ atomic mass က238ဖြစ်ပါတယ်သိပ္ပံပညာရှင်တွေကစမ်းသပ်မှုများစွာနဲ့သုတေသနတွေပြုလုပ်ပြီးတဲ့နောက်ယူရေနီယံ238ကိုသတ်မှတ်ထားတဲ့လုပ်ငန်းစဉ်တစ်ခုပြုလုပ်မယ်ဆိုရင်ယူရေနီယံ235ကိုထုတ်လုပ်နိုင်တယ်လို့ကောက်ချက်ချခဲ့ပါတယ်ဒီဓာတ်စင်သစ်ယူရေနီယံ235ဟာအလွန်မတည်ငြိမ်တဲ့ဓာတ်စင်တစ်ခုပါဆိုလိုတာဒီယူရေနီယံ235ကိုနျူထရွန်တစ်ခုနဲ့တိုက်မိစေရင်ယူရေနီယံကွဲထွက်သွားပြီးမယုံနိုင်စရာစွမ်းအင်ပမာဏကိုထုတ်လုပ်ပေးပါတယ်ကွဲထွက်တာနဲ့တပြိုင်နက်နျူထရွန်အသစ်တွေထွက်လာပြီးဒီနျူထရွန်အသစ်တွေကတခြားယူရေနီယံ235အတန်တွေနဲ့ထပ်မံတွေ့ဆုံပြီးဒီဓာတ်ပြုမှုဟာထပ်ခါတလဲဖြစ်ပေါ်နေပါတယ်ဒီကွင်းဆက်ဓာတ်ပြုမှု chain reaction တစ်ခုလုံးဟာ microsecond အနည်းငယ်အတွင်းမှာပြီးဆုံးသွားပြီးတော့အဲ့ဒီဓာတ်ပြုမှုအားလုံးရဲ့အနှစ်သာရကိုကြီးမားတဲ့ပေါက်ကွဲမှုနဲ့စွမ်းအင်ထုတ်လုပ်မှုအဖြစ်နဲ့ကျွန်တော်တို့မြင်တွေ့ရတာပဲဖြစ်ပါတယ်အနုမြူပုံးကိုတာမန် TNT ဘုံးနဲ့နှိုင်းယှဉ်မယ်ဆိုရင်ဆင်းနဲ့ပြွဲစိတ်ကိုနှိုင်းယှဉ်တယ်လို့ပါပဲအနုမြူပုံး1ကီလိုဂရမ်ဟာ TNT ဘုံး3500ကီလိုဂရမ်နဲ့ညီမျှတယ်ဆိုတာကိုကြည်ချင်းအားဖြင့်ခံမှန်းကြည့်နိုင်ပါတယ်ဆိုလိုတာကနာဂါဆာကီမြို့တစ်မြို့လုံးကိုဖျက်ဆီးပစ်ခဲ့တဲ့ Little Wine ဘုံးလိုမျိုးဖျက်ဆီးမှုမျိုးကို TNT ဘုံးနဲ့လှုပ်ချင်နေဆိုရင်အမေရိကန်ဟာကီလိုဂရမ်15သန်းအလေးချိန်ရှိတဲ့ TNT ဘုံးကိုပစ်ချရမှာပါဒီအလေးချိန်ဟာဒီနေ့ခေတ်မှာတော့မှဘယ်သင်းမောမှမနိုင်တဲ့အလေးချိန်ပါပဲအနုမြူပုံးတွေမှာယူရေနီယံကိုအသုံးပြုရခြင်းရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ယူရေနီယံဟာတဘာဝဓာတ်စင်ဖြစ်ပြီးထုတ်ယူနိုင်တဲ့ပမာဏအကန့်အသတ်ရှိနေတာပါပဲဒါကြောင့်သူတေသီတွေဟာယူရေနီယံနဲ့နှိုင်းယှဉ်နိုင်တဲ့တဘာဝမဟုတ်တဲ့ယူရေနီယံ235ထက်ပိုပြီးမတည်ငြိမ်တဲ့ dressing အသစ်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်ဒီ dressing ကတော့ plutonium 239ပါပဲအမေရိကန်ကမန်ဟန်တန်စီမံကိန်းကိုအပြီးသတ်ဖို့အလွန်အလျင်စလိုဖြစ်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့တစ်ဖက်မှာဒုတိယကမ္ဘာစစ်ဖြစ်နေပြီးနောက်တစ်ဖက်မှာလည်းဂျာမနီကသူတို့ထက်အရင်ဒီဘုံကိုပြင်ဆင်သွားမှာကိုအမေရိကန်စိုးရိမ်ပူပန်နေလို့ပါပဲနောက်ဆုံးမှာတော့1945ခုနှစ်ဇူလိုင်လ16ရက်နေ့မှာကမ္ဘာပထမအဆုံးအနုမြူဘုံဟာအသင့်ဖြစ်ခဲ့ပြီးတော့အဲ့ဒီဘုံကိုစမ်းသပ်ဖို့အလှည့်ကျလာပါပြီဘုံကိုဖောက်ခွဲလိုက်တဲ့အခါမှာတော့သူ့ရဲ့ပြင်းအားကိုမြင်တွေ့ရတဲ့ကမ္ဘာသူကမ္ဘာသားအားလုံးဟာကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြရပါတယ်ဒီစီမံကိန်းမှာပါဝင်တဲ့အိုပန်ဟိုင်းမာအပါဝင်တခြားသိပ္ပံပညာရှင်တွေကိုယ်တိုင်လည်းဒီလက်နက်ကိုကြောက်လန့်ခဲ့ကြပါတယ်ဒါလူသားတို့ရဲ့ယဉ်ကျေးမှုကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ပထမအဆုံးလက်နက်ဖြစ်ပြီးအခုတော့လူသားတွေရဲ့လက်ထဲကိုရောက်ရှိလာခဲ့ပါပြီလူသားမျိုးနွယ်အပေါ်တက်ရောက်မဲ့အကျိုးသက်ရောက်မှုတွေကိုမသိခဲ့ပဲနောက်တစ်လမှာပဲအမေရိကန်ကဂျပန်နိုင်ငံရဲ့မြို့ကြီးဖြစ်တဲ့ဟီရိုရှီးမားနဲ့နာဂါဆာကီမြို့တွေပေါ်အနုမြူပုံအသုံးပြုခဲ့ပါတယ်ဒီတိုက်ခိုက်မှုနှစ်ခုလုံးမှာလူပေါင်း 1.5 သိန်းကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်6ရက်အကြာမှာတော့ဂျပန်ကအမေရိကန်ကိုလက်နက်ချခဲ့ပြီးဒီနေရာမှာပဲဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားခဲ့ပါတယ်ဒီအချိန်မှာသင်တို့အားလုံးကအိုပန်ဟိုင်းမာရဲ့အောင်မြင်မှုတွေကြောင့်အမေရိကန်ဟာသူ့ကိုအရန်ပျော်ရွှင်ပြီးနိုဘယ်ဆုချီးမြှင့်လိုက်မယ်လို့ထင်နေကြမှာပါဒါပေမဲ့လုံးဝမဟုတ်ပါဘူးအိုပန်ဟိုင်းမာဟာသူ့ရဲ့ဖန်တီးမှုကြောင့်လူသန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတာကိုအစောပိုင်းမှာတင်အလွန်မင်းနောင်တရခဲ့ပါတယ်ဒီခံစားချက်ကသူ့ကိုအတွင်းပိုင်းကနေလုံးဝပျက်စီးစေခဲ့ပြီးတော့ကမ္ဘာလောကကြီးနဲ့သူ့ကိုယ်သူအထီးကျန်အောင်စတင်နေထိုင်ခဲ့ပါတယ်
သူသာလိုချင်ခဲ့ရင်အမေရိကန်ရဲ့ဒီစွမ်းအားကိုမိနစ်ပိုင်းတွင်တခြားနေရာကိုရွှေ့ပြောင်းပစ်နိုင်တဲ့သူပါဒီအကြောင်းကြောင့်အိုဘန်ဟိုင်းမာဟာအမေရိကန်အတွက်အလွန်ထိလွယ်ရှလွယ်တဲ့လက်နက်တစ်ခုဖြစ်လာခဲ့ပြီးအမေရိကန်အေဂျင်စီအသီးသီးကအိုဘန်ဟိုင်းမာကိုစောင့်ကြည့်နေခဲ့ကြပါတယ်ဒါပေမဲ့စိုးရိမ်ခဲ့တဲ့အတိုင်းဖြစ်လာခဲ့ပါတယ်1949ခုနှစ်မှာအမေရိကန်ရဲ့အကြီးမားဆုံးရန်သူဖြစ်တဲ့ဆိုဗီယက်ယူနီယံကကမ္ဘာကိုအနုမြူပုံဖောက်ခွဲမှုတွေအကြောင်းရုတ်တရက်ကြေညာလာပါတယ်။ဤပညာတွေပေါက်ကြားသွားခဲ့ပေမဲ့အမေရိကန်ကဘယ်ကနေပေါက်ကြားသွားမှမသိခဲ့ပါဘူး။အားလုံးကအိုဘန်ဟိုင်းမာကိုတန်တရားဝင်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ချစ်သူဟာလည်းကွန်မြူနစ်ပါတီဝင်တဦးဖြစ်ပြီးတော့သူ့ရဲ့ဇနီးဟာလည်းအရင်ကကွန်မြူနစ်ပါတီမှာပါဝင်ခဲ့ဘူးလို့ပါ။အမေရိကန်ရဲ့ကွန်မြူနစ်ပါတီဟာဆိုဗီယက်ယူနီယံနဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ဒါပေမဲ့အိုဘန်ဟိုင်းမာကိုယ်တိုင်ကတော့နိုင်ငံရေးကိုစိတ်ဝင်စားသူပါ။အမေရိကန်သမ္မတဟာအိုဘန်ဟိုင်းမာနဲ့နိုင်ငံတော်ရဲ့လှုပ်ဝက်သတင်းတွေကြားမှာကလကာချလိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုဖွဲ့စည်းပြီးအိုဘန်ဟိုင်းမာကိုဆိုဗီယက်တချို့တဦးဖြစ်ကြောင်းဆွဆွဲခဲ့ကြပါတယ်။သူကတော့ကွန်မြူနစ်ဝါဒနဲ့ဆိုဗီယက်တွေနဲ့လုံးဝသက်ဆိုင်မှုမရှိကြောင်းကိုသူ့ရဲ့ထွက်ဆိုချက်မှာခိုင်မာစွာယက်တည်ခဲ့ပါတယ်။ဘယ်သူမှသက်သေထောက်ထားမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းအဆုံးဖြတ်ကသူ့ဘက်ကမဟုတ်ခဲ့ပါဘူး။တစ်ချိန်ကအင်အားကြီးမားတဲ့သိပ္ပံပညာရှင်တဦးအဖြစ်ဂုဏ်ပုတ်ရှိခဲ့သူဟာမိနစ်ပိုင်းအတွင်းအဆက်ခွဲခံခဲ့ရပြီးသူ့ရဲ့လုံခြုံရေးခွင့်ပြုမိန့် security clearance နဲ့စီမံကိန်းဆိုင်ရာအခွင့်အရေးအားလုံးကိုပြန်လည်ရုပ်သိမ်းခြင်းခံခဲ့ရပါတယ်။ Albert Einstein အပါအဝင်သိပ္ပံပညာရှင်အတိုင်းအဝိုင်းကဒီဆုံးဖြတ်ချက်ကိုစန့်ကျင်ပြီးအတန်မြင့်ကန့်ကွက်ခဲ့ကြပေမဲ့ဘာမှအကျိုးမရှိခဲ့ပါဘူး။နောက်ထပ်နှစ်ပေါင်းများစွာကြာအောင်အိုဘန်ဟိုင်းမာဟာသူ့ဘဝကိုတိတ်ဆိတ်စွာနေထိုင်ခဲ့ပြီးတော့အစိုးရစီမံကိန်းတွေနဲ့ဝေးမှနေခဲ့ပါတယ်။အဲ့နောက်9နှစ်ခန့်အကြာ1962ခုနှစ်မှာဂျွန်Fကနေဒီယာအမေရိကန်သမ္မတဖြစ်လာတဲ့အခါမှာအိုဘန်ဟိုင်းမာကိုသူ့ရဲ့လုံခြုံရေးခွင့်ပြုမိန့်ကိုပြန်လည်ထူထောင်ပေးနိုင်မယ်လွတ်လပ်ပြီးတရားမျှတတဲ့စုံစမ်းစစ်ဆေးရေးခုံအသစ်တစ်ခုဖွဲ့စည်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အိုဘန်ဟိုင်းမာကညှင်းပယ်ခဲ့ပါတယ်။ဂျွန်Fကနေဒီယာသူ့အပြစ်ကင်းတယ်ဆိုတာကိုသိပါတယ်။ဒီအကြောင်းကြောင့်သူဟာအိုဘန်ဟိုင်းမာကိုအမေရိကန်ရဲ့အကြီးဆုံးသိပ္ပံဆိုင်ရာဆုကိုလည်းချီးမြှင့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတော့နောက်ကျခဲ့ပါပြီ။အိုဘန်ဟိုင်းမာမှာကင်ဆာရောဂါရှိနေပြီဖြစ်ပြီးသူဟာ1966ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။သူ့ရဲ့ပြာတွေကိုအမေရိကန်ရဲ့ဗာဂျင်းကျွန်းစုကကမ်းခြေတစ်ခုမှာဖြန့်ကျဲခဲ့ပြီးအဲ့ဒီနေရာကိုဒီကနေ့မှာအိုဘန်ဟိုင်းမာ beach လို့လူသိများပါတယ်။ဝန်သားမြန်မာ TV ရဲ့ DV ကိုပရိသတ်တို့ကြိုက်နှစ်သက်ကြပြီးများများ share ပေးကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ချစ်ခင်တဲ့ comment ပေးမှုတွေအတွက်အထူးပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့်အံ့ဖွယ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။